အားလုံးပဲမင်္ဂလာပါစပေါ်ဘက်ကနေကြိုဆိုလိုက်ပါတယ်မာတီယက်ဖာနာဒက်ကိုတော်တန်ဟော့စပါအသင်းစီလက်လွတ်လိုက်ရတဲ့ယူနိုက်တက်အသင်းကတော့ဈေးကွက်မှာကျွန်တော်ကွင်းလင်ကစားမတွေလိုက်ရှာနေတယ်အဲ့ဒီတည်းမှာလက်ရှိမှာအတန်ထွက်လာတာကတော့ချက်စီအသင်းရဲ့ဘရာဇီးလူမျိုးအသက်22နှစ်အရွယ်ကွင်းလင်ကစားသမားလေးအန်ဒရီဆန်ဒိုကိုတော့ယူနိုက်တက်အသင်းကခေါ်ချင်တယ်ဆိုပြီးတော့သတင်းတွေတက်လာတယ်အန်ဒရီဆန်ဒိုကချက်စီအသင်းကနေစထရပ်ဘော့အသင်းကိုတွားရောက်ကစားစီမှာတော်တော်လေးကိုကောင်းမှုနဲ့ခြေစမ်းနေပြသနိုင်ခဲ့တာကြောင့်ချက်စီအသင်းကပြီးခဲ့တဲ့နှစ်မှာပြန်ခေါ်ထားခဲ့ပြီးမဲ့လေအသင်းမှာလုံလောက်တဲ့ပွဲတော်ကွင်းတော့မရရှိခဲ့ဘူးသူ့နေရာမှာကျွန်တော်ကိုင်စီတူကတော်တော်လေးကိုကောင်းတဲ့ကစားမဆိုတဲ့အတွက်ကြောင့်မလို့အန်ဒရီဆန်ဒိုအနေနဲ့ပွဲထွက်ဖို့အတွက်အခွင့်အရေးနေပါခဲ့တယ်အန်ဒရီဆန်ဒိုကပြီးတော့ဒီကိုင်စီတူကလည်းစာချုပ်တစ်ထပ်မံချုပ်ဆိုလိုက်တဲ့အတွက်ကြောင့်မလို့အန်ဒရီဆန်ဒိုအနေနဲ့ချက်စီအသင်းမှာပုံမှန်ပွဲထွက်ကွင်းအတွက်အာမခံချက်တော့မရှိတော့ဘူးเนาะဒါကြောင့်မို့ကစားမအနေနဲ့ကလည်းချက်စီအသင်းကနေအခွင့်အရေးရရင်တော့ထွက်ခွာခြင်းတဲ့အနေအထားတစ်ခုမှရှိတယ်ချက်စီအသင်းကတော့အန်ဒရီဆန်ဒိုကိုလွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ပဲနဲ့မချာယူနဲ့အသင်းစီကနေပေါင်တန်း90ထိတောင်းဆိုတာဖြစ်ပါတယ်အသက်အရွယ်အားဖြင့်22နှစ်ပဲရှိသေးလို့ကျွန်တော်တို့ market ဘဲတို့အရာလဲပေါင်42တန်းထိတန်ကြီးပေါင်နေတဲ့အန်ဒရီဆန်ဒိုကိုတော့ချက်သေးသေးကပေါင်တန်း90ရရှိရင်ရောင်းချတော့မှာပဲဖြစ်ပါတယ်မချာယူနဲ့အသင်းနေလည်းလက်ရှိမှာကွင်းလင်ကစားမတွေခေါ်ရွေးနေရမှာအနေငယ်လက်နှေးနေတဲ့အနေအထားတစ်ခုရှိနေတဲ့အတွက်ကြောင့်မလို့လက်ရှိအချိန်မှာတော့ချက်သေးသေးရဲ့ကွင်းလင်ကစားမအန်ဒရီဆန်ဒိုကိုပြစ်မှတ်ထားလာပြီးဖြစ်ပါတယ်ဒါကြောင့်မလို့အန်ဒရီဆန်ဒိုရဲ့အနာဂတ်ကဘာတွေဆက်ဖြစ်သွားမလဲဆိုတော့ကျွန်တော်လာမယ့်ရက်တွေမှာဆက်လက်စောင့်ကြည့်သွားပါမယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်